ယောနိသောနှင့်မရိယာဆရာတော်ယောနိသောဘိက္ခဝေမနတိကရောတောအနုပ္ပန္နဇေဝကုသလဓမ္မဥပ္ပဇန္တိဥပ္ပန္နာသအကုသလဓမ္မပရိဟာယန္တိယောနိသောမနတိကာရရှိနှလုံးသွင်းကောင်းသူဟာမဖြစ်ပေါ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်လာတယ်ဖြစ်ပေါ်ပြီးတဲ့အကုသိုလ်တရားတွေဆုတ်ယုတ်သွားတယ်ယောနိသောမနတိကာရနဲ့ပတ်သက်၍မရိယာဆရာတော်ကြီးအကြောင်းပြောပြလိုတယ်မေတုံမင်းခေတ်ကပါဆရာတော်ကြီးရဲ့ယောနိသောထားနိုင်မှုအကောင်းမြင်မှုသိခံမှုဂုဏ်သတင်းတွေဟာနန်းတော်ရအောင်ပြန့်နှံ့လာလို့မေတုံမင်းကြီးကလက်တွေသိအောင်ကပ္ပိယကာရကတွေလွတ်ပြီးလက်တွေလေးလာတယ်ကပ္ပိယတွေကပထမတရက်မှာဆွမ်းတွေကိုပြောစီပြီးခေါ်လို့ဖြစ်အောင်ချက်ပြီးကတ်ကြတယ်ဆရာတော်ဟာအပြစ်မပြောဘူးငြိမ်ရှိတ်ဘုံပေးနေတယ်စောစားပြီးတော့ကပ္ပိယတွေကဆင်းပြေလားဗျာဒီတော့ဆရာတော်ကတိတ်ဆင်းပြေတာပဲအခုလိုစမ်းပြောလေးစားရတော့အဝါရတက်တာတဲ့နောက်နေကြတော့ကပ္ပိယတွေကဆွမ်းတွေကိုမာနယောင်ချက်ပြီးကတ်ကြပြန်တယ်ဆရာတော်ကတော့ဘာမှအပြစ်မပြောဘူးမြေချွတ်စာဖုံးပေးနေတာပဲသွန်သားပြီးတာနဲ့ကပ္ပိယတွေကမေးတယ်သွန်ဖို့ရတာအဆင်ပြေလားဖရာတဲ့ဆရာတော်ကအဆင်ပြေတယ်ဆွမ်းတွေကမာဆက်ဆက်လေးဆိုတော့ဝါရတာအရသာပူပေါ်တယ်ယွန်းရင်းနဲ့မြူချရတာအဆင်ပြေတဲ့နောက်ရကြတော့ဟင်းတွေထဲမှာစားတွေငါအောင်ခပ်ပြီးကတ်ကြပြန်တယ်ဆရာတော်ကဘာပြောလဲဆိုတော့စားငါလေးဖုံးပြရတော့တွေးကြည့်တယ်တွေးတာနဲ့ဝမ်းလေးသွားတာပေါ့တဲ့နောက်ရကြတော့ဟင်းထဲမှာစားမထည့်ပဲကတ်ကြပြန်တယ်ဒီကကြတော့ဆရာတော်ကစားပေါ်လေးစားရတော့သွေးတို့ယောဂကိုကောက်ကပြီးသားဖြစ်တာပေါ့တဲ့ဒီเจ้าတွေကိုတီးသွားတဲ့မေတော်မင်းကတားချီညူသွားပြီးဘယင်စီးတော်လေးနဲ့ပင်ခိုင်းလိုက်တယ်သူတော်ကောင်းဆိုတာသူတော်ဘာစိတ်ချမ်းသာမှုကိုသာအဓိကထားတယ်ဒါကြောင့်လဲမရိယာဆရာတော်ကဘင်းတဲ့အတိုင်းလိုက်ကြွပါတယ်မရိယာဆရာတော်ကြီးကိုဘင်းလာတဲ့လေကြီးစိတ်ကန်းလဲရောက်ရောမရိယာဆရာတော်ကြီးကိုမကိုးကွယ်လိုတော့ပါရွာသို့ပြန်ပို့စီဆိုတဲ့ဘုရင်အမိန့်တော်ကအသင့်စောင့်နေတယ်ဆရာတော်ကြီးကသိခံနိုင်တယ်ဘာပြောလဲဆိုတော့တောရွာကတပည့်တွေနဲ့တရားဓမ္မတွေကငါမရှိလို့စိတ်ဆင်းရဲနေကြတာအခုလိုဘုန်းကြီးကိုပြန်ပို့တော့သူတို့စိတ်ချမ်းသာတာပေါ့တဲ့မရိယာဆရာတော်ကြီးသင်္ဘောလဲခွာရောဘုရင်အမိန့်တော်ကထပ်ရောက်လာပြန်တယ်နေပြီးတော့မှကိုးကွယ်တော့မယ်ပြန်ကြွလာပါတဲ့ဒီကကြတော့လေငါတရားကိုမနာဘူးတဲ့မြို့ကတရားဓမ္မတွေတရားနာခွင့်ရရဖို့ဆိုပြီးပြန်ကြွလာတာပဲဆရာတော်ကြီးကိုအခမ်းအနားကြီးကိုပင့်လာပြီးအသစ်ဆောက်လာတဲ့ကျောင်းတော်ကြီးကိုရောက်ရောကျောင်းကြီးပေါ်မှာတရင်မသုံးရတဲ့ဒီတော့ဆရာတော်ကတဲကျောင်းလေးပေါ်မှာဆိုတော့တက်ရဆင်းရလွယ်ကူတာပေါ့ပြောပြီးနေလိုက်တာပဲတဲကျောင်းပေါ်လဲရောက်ရောအမိန့်တော်ကထပ်ပြန်လာတယ်ကျောင်းကြီးပေါ်မှာပြန်လာနေပါတဲ့ဒီကဆရာတော်ကကျောင်းကြီးပေါ်ဆိုတော့တရားနာတဲ့သူတွေမိုးလုံးလေးလုံးနေတာဟလာနာရတာပေါ့တဲ့သူတော်ကောင်းတွေအတွက်ကုသိုလ်တိုးပွားဖို့ကြီးပါပဲဒါကြောင့်ကုသိုလ်တိုးပွားအောင်ယောနိသောမနတိကာရနှလုံးသွင်းကောင်းလေးတွေထားကြပါစို့